အားလုံးပဲမင်္ဂလာပါခင်ဗျာရဲလင်းအောင် YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် Telegram အကောင့်ကိုဖုန်းနံပါတ်ကိုသုံးပြီးတော့ဖွင့်နည်းလေးကိုအစားဆုံးပြသပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီ Telegram အကောင့်ကကျွန်တော်ဘာလို့လုပ်လို့ရလဲဆိုရင် Telegram ကြတော့ဒီ Facebook တဲ့တာတာတခုရှိရပေါ့နော်ကျွန်တော် Facebook မှာဆိုရင်ကျွန်တော်ဗီဒီယိုတွေတင်တဲ့အခါမျိုးတွေဒါမှမဟုတ် group တွေဖွဲ့ပြီးတော့ဗီဒီယိုတွေတင်ပေးတဲ့အခါမျိုးတွေပေါ့နော် channel ထောင်းဗီဒီယိုတင်တဲ့အခါမျိုးမှာကျွန်တော်တို့ Facebook ကနေပြီး copyright ပေါ့နော်သူ့ရဲ့ policy ကြောင့်ဒီစည်းကမ်းချက်တွေကြောင့်ကိုတင်တဲ့ဗီဒီယိုတွေကိုဖြတ်ချတာမျိုးတွေပြီးတော့ site ကိုကအကြည့်တင်ထားပြင်မယ်ပေါ့နော်ဗီဒီယို site ကို short ချတာမျိုးတွေရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီ Telegram channel တွေမှာကြတော့ Telegram မှာကြတော့အဲ့လိုမျိုးတွေမရှိဘူးပေါ့နော်ကိုကဗီဒီယိုတွေကို group ထောင်ပြီးတော့ free ပြန်တင်ပေးနေတာဖြစ်ဖြစ်ဒါမှမဟုတ် member ကြီးနဲ့တင်ပေးနေတာဖြစ်ဖြစ်လူမျိုးတွေတင်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် Telegram အကောင့်ဖွင့်ထားမယ်ဆိုရင်အခြားသူတွေရဲ့ဒီ Telegram မှာတင်ပေးသမျှဗီဒီယိုတွေကိုကျွန်တော် download ဆွဲရမလို့ပဲအလွယ်တကူဝင်ကြည့်တာမျိုးတွေလည်းလုပ်လို့ရတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ file တွေပို့တာမျိုးတွေစာပို့တာမျိုးတွေမှာလည်းသူကစီကန်းချက်တိတ်ပြီးသတ်မှတ်ထားမျိုးမရှိတဲ့အတွက်ကျွန်တော်တို့ copyright ညှိတာတွေ policy တွေတိတ်မရှိဘူးပေါ့နော်ကိုကြိုက်တဲ့စာကိုကြိုက်တဲ့ file ကြိုက်တဲ့ဗီဒီယိုတွေအကုန်လုံးကိုလွတ်လပ်စွာကျွန်တော်ပို့လို့ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော် Telegram အကောင့်ဖွင့်နည်းလေးကိုအစားဆုံးတင်ပေးသွားမှာဖြစ်ပါတယ်ဗျ Telegram ဒီဗီဒီယိုလေးကိုမသွားခင်ကျွန်တော်ရဲ့ရဲလင်းအောင်ဆိုတဲ့ YouTube channel လေးနဲ့တစ်ချက်မိတ်ဆက်ပေးကြပါမယ်ရဲလင်းအောင်ဆိုတဲ့ YouTube channel လေးမှာဆိုရင်နေ့စဉ်နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ Facebook နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ software နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ channel လေးဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဆိုရင်အနီရောင် subscribe button လေးကိုနှိပ်ပြီးဘေးက notification လောင်းလေးကိုနှိပ်ပြီး all ရွေးပေးခဲ့ဖို့အတွက်မြတ်တာရက်ခံလိုပါတယ်ခင်ဗျာဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစသွားလိုက်အောင်ဗျာနော် Telegram ကောက်ဖွင့်တဲ့အခါမျိုးမှာကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ Telegram software ကိုပေါ့နော်ဒီ Play Store ကနေသွားပြီး download ဆွဲမယ်ဗျအခြားနေရာတွေကလည်းဆွဲလို့ရတယ်ဗျဒါပေမဲ့အကောင့်ဆုံးကတော့ Play Store ဆွဲတာတော့ error ကင်းတာပေါ့နော်ဒါကြောင့်မို့ကျွန်တော် Play Store ထဲဝင်ပြီး search box မှာ Telegram ဆိုရေးရှာလိုက်ဗျနော် Telegram လို့ရေးပြီးရှာလိုက်မယ်ဆိုဒီအပေါ်ဆုံးမှာပေါ်လာပါပြီဗျမိတ်ဆွေတို့အခုမြင်နေတဲ့အတိုင်းပဲဒီမှာပေါ့နော် Telegram ဒီမှာပေါ့နော်ဒီဟာလေးပေါ်လာပါပြီဆိုရင်တော့ကျွန်တော်ဒီ install ဆိုတဲ့ကောင်လေးကိုနှိပ်ပြီး download ဆွဲလိုက်မယ်ဗျနော်သူ file size ကဘာမှသိမများတဲ့အတွက် download ဆွဲရတာအရင်မြန်ပါတယ်နော်ဒါဆိုရင်ဆွဲလို့အောင်ပြီးသွားပြီပေါ့နော်ပြီးသူ installing လုပ်နေပါပြီ installing လုပ်တော့ခဏလေးစောင့်လိုက်မယ်ဗျကျွန်တော်တို့က Telegram software ပြီးသွားပြီဆိုရင်တန်းပြီးတော့မဖွင့်နိုင်ဘူးဗျဘာလို့ရင်လောက်ရမလဲဆိုရင်ကျွန်တော် Telegram ကောက်ဖွင့်တဲ့အခါမျိုးမှာကျွန်တော်တို့တစ်ခါတလေကြာရင်ပေါ့နော်ကိုယ့်ရဲ့ကိုစင်ကတ်နဲ့ဖွင့်တာဖြစ်တဲ့အတွက်စင်ကတ်တွေကိုကုတ်ပြန်မပို့တာမျိုးတွေပါရှိတယ်ဗျလက်ရှိမြန်မာနိုင်ငံမှာဆိုရင်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီ Telegram software တွေကိုမဝင်ခင်ပထမဦးဆုံးကိုဖုန်းထဲမှာရှိတဲ့ VPN တစ်ခုကိုရင်ချိတ်ပေးမယ်ဗျ VPN ရင်ကြော်လိုက်မယ်ပေါ့နော် VPN တော့ကြိုက်တဲ့ VPN ကိုသုံးပါဗျ VPN နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသုံးပြုလို့ကောင်းတဲ့ VPN တွေကိုလည်းကျွန်တော်ရဲ့ရေလင်းအောင် channel မှာတင်ဆက်ပေးထားလေးရှိပါတယ်ဗျမသိသေးဘူးဆိုရင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ပြီးရင်ကျွန်တော်ကအခုအလွယ်တကူပဲဒီ Greennet ဆိုတဲ့ VPN လေးနဲ့ပဲကြော်လိုက်တော့မယ်ဗျနော်ကြိုက်တဲ့ VPN သုံးလို့ရတယ်နော်ဒီနေရာမှာကိုသုံးနေကြ VPN သုံးလည်းရပါတယ်ဗျဒါဆိုရင် Greennet ထဲဝင်ပြီးကျွန်တော် VPN လေးခဏချိန်လိုက်မယ်ဒါဆိုရင်သူအဆင်ပြေသွားပြီပေါ့နော်ကျွန်တော် VPN ချိန်ပြီးသွားပြီပေါ့ VPN ချိန်ပြီးသွားပြီဆိုရင်တော့ဒီ Telegram ဆိုတဲ့ software လေးတွေကိုကျွန်တော်တစ်ချက်ပြန်ဝင်လိုက်မယ်နော်အကောင့်ဖွင့်ဖို့အတွက်ဒီ Telegram နဲ့တစ်ချက်ဝင်လိုက်ပါ Telegram ထဲကိုရောက်ပြီဆိုရင်တော့ Telegram အသုံးပြုခြင်းရပေါ့နော်သူအားနေချက်အားတာချက်ကလေးသူမှအသုံးပြုလို့ရတဲ့အကြောင်းအရာလေးတွေကိုသူကနေပြီးတော့ဒီမှာဘယ်ညာဆွဲပြီးတော့ပေါ့နော်ဒီမှာကြည့်လို့ရပါတယ်ဗျ Telegram က the what first message နဲ့ AB ပေါ့နော်ဒီကမ္ဘာပေါ်မှာဒီ message ပို့ရတာအမြန်ဆုံးနဲ့ဒီ free နဲ့လုံခြုံမှုရှိတယ်ဆိုတဲ့အကြောင်းလေးတွေပြီးတော့ဒီ Telegram မှာကျွန်တော်တို့ဒီအခြား software တွေကိုသုံးတာထက်ပိုပြီးတော့သူကမြန်ဆန်မှုရှိတယ်ပေါ့နော်ပြီးတော့ Telegram ကအမြဲတမ်း free ပေးထားတယ်ဆိုတဲ့အကြောင်းလေးတွေပြီးတော့ဒီ Telegram မှာဒီကြော်ညာတွေ idiot တွေမပါဘူးဆိုတဲ့အကြောင်းလေးတွေပေါ့နော်ဒီလိုအကြောင်းအရာလေးတွေပြီးတော့ဒီ Telegram မှာဆိုရင်ကိုသုံးကျင်တဲ့အရာတွေကိုသူကနေပြီးတော့ site သတ်မှတ်ထားမရှိဘူးပေါ့နော်ဥပမာအပြင်ဗီဒီယိုတင်မယ်ဆိုရင်ဒီ Facebook လိုမျိုးsite short သွားပြီပါမရှိဘူးဆိုတဲ့အကြောင်းအရာလေးတွေနောက်ထပ်ဒီလုံခြုံမှုရှိဆိုတဲ့အကြောင်းအရာလေးစရှိတဲ့ဖြင့်ပေါ့နော်သူ့ရဲ့ဒါ Telegram ရဲ့အသုံးဝင်တဲ့အကြောင်းအရာလေးတွေကိုဒီမှာရေးပေးထားပဲဖြစ်ပါတယ်ကျွန်တော်တို့ကအခုအကောက်စားဖွင့်မယ်ဆိုရင်တော့ဒီအောက်မှာရှိတဲ့ start messaging ဆိုတဲ့ဒီဟာလေးကိုအပြောင်အစာလေးကိုနှိပ်ပြီးတော့ပဲအကောက်စားဖွင့်ရမှာဗျဒါကြောင့်မို့ start messaging ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာ continue ဆိုတာလေးပေါ်လာပါလိမ့်မယ် continue ကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျ continue ကိုနှိပ်ပြီးရင်သူက permission တောင်းပါလိမ့်မယ်ဒီနေရာမှာ don't not allow နဲ့ allow ဆိုပြီးတောင်းပါလိမ့်မယ်ဒီနေရာမှာ Telegram အကောင့်ဖွင့်တဲ့တောက်လျှောက်မှာဒီလိုမျိုး permission တောင်းလာမယ်ဆိုရင် allow ကိုပဲနှိပ်ပေးပါဗျာနော် allow ကိုနှိပ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကိုအကောက်ဖွင့်မဲ့ဖုန်းနံပါတ်တွေပါထည့်ရမယ်ပေါ့နော်ဖုန်းနံပါတ်မထည့်ခင်ကျွန်တော်ဘာရင်လောက်ရမလဲဆိုရင်နိုင်ငံရင်ယူရမယ်ဗျဒါကြောင့်မလို့ဒီအပေါ်မှာရှိတဲ့ဒီ join a country ဆိုရတဲ့စာလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတော့အမှမြန်မာလို့ရေးရှာလိုက်မယ်ပေါ့နော် join country နှိပ်ပြီးဒီအပေါ် search box ကလေးပေါ့နော် search box icon လေးရှိရဗျဒီ down လေးမှာပေါ့နော်ဒီ search box icon လေးပေါ့ icon လေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ my လို့ပဲရေးလိုက်ပါသူကသူပေါ်လာလိမ့်မယ်မြန်မာ +95 ဆိုပြီးပေါ်လာလိမ့်မယ်အဲ့မြန်မာ +95 ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပေါ့နော်ဖုန်းနံပါတ်ကကျွန်တော်တို့39ကိုအရှိရ39ကိုဖြုတ်ပြီးထည့်ပါဗျဥပမာအဖြစ်ဒီလိုမျိုး39ဥပမာကျွန်တော်ဖုန်းစဉ်96နှစ်ဒီလိုမျိုးထည့်မယ်အစားကျွန်တော်အရှိရနေပြီးတော့6ပဲထည့်မယ်39ကိုဖြုတ်လိုက်မယ်နော်
sorry ဒါဆိုရင်ဒီနောက်မှာဒီလိုမျိုးလေးပေါ့နော်ရှေ့က3ည9ကိုကျွန်တော်3ညတစ်လုံးဖြုတ်ပြီးတော့ကိုဖုန်းနံပါတ်ကိုပုံမှန်တိုင်းပဲရိုက်သွားလိုက်ရိုက်ပြီးကျွန်တော်ဒီအောက်မှာရှိတဲ့မြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာနော်ပြီးရင်ဒီလိုမျိုးပေါ်လာရင် continue ကိုနှိပ်ပါကျွန်တော်ခုနပြောထားတဲ့အတိုင်းပဲဒီလို permission တွေတောင်းမယ်ဆိုအလောက်ကိုနှိပ်ပေးပါဒါဆိုခဏဆောင်ပေးလိုက်ပေါ့နော်သူကနေကုတ်ပြန်ပို့ပါလိမ့်မယ်ဗျဒီဖုန်းနံပါတ်ထဲကိုဒီနေရာမှာ VPN ကြော်မထားဘူးဆိုရင်တစ်ခါတည်းကျရင်ကုတ်ပြန်မပို့တာမျိုးတွေပါရှိပါတယ်ဗျဒါကြောင့်မလို့ကျွန်တော် VPN လေးကိုအပြောင်းလဲလုပ်ကြည့်ပေါ့နော် VPN ကြော်ထားလို့ကုတ်မပို့ဘူးဆိုရင် VPN ဖြုတ်ကြည့်ပေါ့VPN မကြော်ထားလို့ကုတ်မပို့ဘူးဆိုရင် VPN လေးပြန်ကြော်တာမျိုးလေးဒီလိုမျိုးလေးပေါ့နော်အပြောင်းလဲလေးတော့နည်းလုပ်ပြီးရဒါဆိုရင်ကျွန်တော်တို့ကုတ်ပြန်ပို့ပါပြီဒီမှာပေါ့နော်91263ဆိုပြီး message ပြန်ပို့ပါတယ်အဲ့91263ဆိုရယ်ခဏန်း၅လုံးထည့်ပေးလိုက်ပါဒီလိုကဏ္ဍထည့်ပြီးနော်ပြီးသွားပြီဗျခဏဆောင်ပေးလိုက်နော်ဒီလိုမျိုး not now နဲ့ continue ဆိုပေါ်လာပါလိမ့်မယ်ကျွန်တော် continue ကိုပဲတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုမျိုး permission တောင်းရင်အလောက်ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော် Telegram အကောင့်တစ်ခုကိုအောင်မြင်သွားဖွင့်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ Telegram ထဲမှာကျွန်တော် channel ထောင်တာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ် group ထောင်တာတွေပဲဖြစ် video တင်တာတွေပဲဖြစ်တယောက်ကို file ပို့တာတွေ message ပို့တာတွေအကုန်လုံးဒီမှာသူအကန့်အသတ်မရှိဘူးเนาะကိုယ်စိတ်တိုင်းကြပို့လို့ရပြီပဲဖြစ်ပါတယ်ဗျဒီ Telegram ရဲ့အားသာချက်ကတော့ ban တာတွေsite short တာတွေတိတ်မရှိဘူးပေါ့เนาะကိုကြိုက်သမျှ file အားလုံးကိုစိတ်ကြလက်ကြိုက်ပို့လို့ရတယ်ဖြစ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ဒီ video လေးလုပ်ပြီးတင်ပေးခြင်းဖြစ်ပါတယ် video လေးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ